စိတ်ကိုအာယုန်တစ်ခုတည်းပေါ်မှာစုစည်းထားလိုက်တဲ့အခါမှာဘသူကဝင်လာတတ်တုံဆိုဌိနမိတ်တာကဝင်ရောက်ပြီးတော့တမာတိရောင်ရောင်နဲ့လှည့်စားသွားတတ်သေးတယ်ဒါကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာဒါကြုံတတ်တယ်အာယုန်လေးတစ်ခုပေါ်မှာစိတ်ငြိမ်ချသွားတာနဲ့တပြိုင်တည်းဘာဖြစ်တုံဆိုအိတ်ချင်လာတချို့လည်းအိပ်ပျော်သွားတဲ့အဆင့်ထီအောင်ရောက်သွားစိတ်လေးငြိမ်အောင်ထားလိုက်တာနဲ့တပြိုင်တည်းဌိနမိတ်တာကဝင်ရောက်ပြီးတော့နှိပ်စက်သွားတာအဲ့တော့တမာတိရောင်ဆောင်ပြီးတော့ဌိနမိတ်တာကလှည့်စားသွားလိုက်တာတဲ့အဲ့တော့အာယုံပေါ်မှာဒီအာယုံတစ်ခုတည်းပေါ်မှာတီးနေတဲ့တမာတိရောင်ရောင်ဆောင်ပြီးတော့အိပ်ပျော်သွားတဲ့သို့မဟုတ်စိတ်ဓာတ်တွေဆုတ်နစ်ပြီးတော့စိတ်တွေကအလုံးမလုံးတော့တဲ့အနေအထားမျိုးတွန့်ဆုတ်သွားတဲ့အနေအထားမျိုးဆိုတဲ့ဌိနမိတ်တာကနေပြီးတော့တမာတိရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်ဒါကြောင့်မလို့တမာတိနဲ့ဌိနမိတ်တာတမာတိလွန်သွားလို့ရှိရင်ဌိနမိတ်တာဝင်တယ်လို့ဆိုတာဒါပြောတာเนาะအဲ့တော့ဒီလိစားမှုကိုလည်းမခံရအောင်ကိုယ့်ဟာကိုယ်ကမ္မထာအထုတ်တဲ့အခါမှာတမာတိလားတမာတိဆိုတာအာယုံစိတ်အာယုံလေးပေါ်မှာစိတ်ဟာစုစည်းထားပြီးမဲ့လန်းဆက်နေရလန်းလန်းဆန်းဆန်းဖြစ်နေရဌိနမိတ်တာဝင်လာလို့ရှိရင်မဟုတ်တော့တွန့်ဆုတ်သွားတယ်မိမ့်မိန်သားတယ်သိမ့်သိမ့်သွားတယ်ဆောင်ရွက်မှုတွေရောကျသွားတယ်ဒီလိုဆိုလို့သို့တော့တမာတိရောင်တမာတိလိုနဲ့ဌိနမိတ်တာကလူတွေကိုလှည့်စားသွားတတ်တယ်နောက်တစ်ခုကဝီရိယရမ္ပမုခေနဥဒိစ္စံဝင်စေတိဥဒိစ္စဆိုတာစိတ်တွေလေးနေတာပြန့်လွက်နေတာစုစည်းလို့မရဘူးတမာတိရဲ့ဆန့်ကျင်မဲ့ဒီအာယုံပေါ်မှာအခြေစိုက်ပြေးထွက်သွားတယ်ဟိုအာယုံပေါ်အခြေစိုက်ပြေးထွက်သွားအာယုန်ဒီပေါ်မှာစိတ်ဟာလွင့်ပြန်နေတယ်အဲ့ဒီလိုလွင့်ပြန်မှုကဘာနဲ့စိတ်လေးကမငြိမ်တော့လှုပ်ရှားနေတဲ့သဘောအဲ့ဒီလှုပ်ရှားနေတဲ့သဘောကဘာနဲ့တော့တူတုံးဆိုလို့ရှိရင်ဝီရိယရမ္ပဘုခေကြိုးစားအထုတ်တဲ့အခါမှာလည်းပဲလူရဲ့ကြိုးပမ်းအထုတ်မှုဟာအငြိမ်မနေဘူးလေနော်စိတ်ဆွမ်းအားပေါ်မှာကြိုးစားအထုတ်နေမှုကငြိမ်နေတဲ့သဘောမဟုတ်ဘူးပေါ့အဲ့ဒီငြိမ်နေတဲ့သဘောမဟုတ်တဲ့ဝီရိယကြိုးပမ်းအထုတ်မှုအသွင်တရံနဲ့ဥဒိစ္စကစိတ်ကိုလှိစားသွားတတ်သေးတယ်တဲ့လူကိုလှိစားသွားတတ်သေးတယ်အဲ့တော့ဒါကဝီရိယလွန်တော့ဥဒိစ္စဆိုတဲ့စကားနဲ့တော့တူတယ်ပေါ့နော်ဝီရိယလွန်သွားတဲ့အခါမှာတမာတိဘက်ကရောကျသွားတယ်ရောကျသွားတဲ့အခါတမာတိပဲဖြစ်ဖြစ်နဲ့ဥဒိစ္စတွေဖြစ်တယ်အဲ့တော့ဝီရိယကလည်းလှုပ်ရှားတယ်တက်ကြွတယ်ဥဒိစ္စကလည်းလွင့်ပြန်တယ်ဆိုတော့တဘာဝချင်းခတ်ဆင်နေဖြစ်သွားအဲ့ဒါကြောင့်မလို့ဝီရိယကိုဘာနဲ့ညှိမလို့တမာတိလေးနဲ့ညှိပေးရမယ်လှုပ်ရှားမှုအာထုတ်မှုဟာတည်ငြိမ်မှုနဲ့တွဲဖက်ပြီးတော့ပေးတဲ့အခါမှာကောင်းကျိုးချမ်းသာဖြစ်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့ဒါကြောင့်ဝီရိယနဲ့တမာတိကိုမျှစေရမယ်ထိမ့်ညှိပေးရမယ်လို့ဒီလိုဆိုတာမထိမ့်ညှိနိုင်လို့ရှိရင်ဝီရိယလွန်လာတဲ့အခါမှာဘာဖြစ်တုံးဆိုဥဒိစ္စဖြစ်တယ်အဲ့တော့ဝီရိယရောင်နဲ့ဥဒိစ္စကနေဝင်ရောက်ပြီးတော့လှိစားသွားတတ်တယ်ဒါလည်းသတိထားရမယ့်အချက်တစ်ခုတဲ့နောက်တစ်ခုကုက္ကုဆဆိုတာဒီနေရာမှာတော့နိဝရဏတဲ့၅ပါးထဲမှာပါတဲ့ကုက္ကုဆနဲ့တိတ်ပြီးတော့မဆိုင်တယ်လို့ရှိတယ်ကုက္ကုဆကဝိနယကုက္ကုဆဆိုတာရှိတယ်တန်တရားဖြစ်တဲ့ကုက္ကုဆမျိုးလက်အငြိမ်မနေချင်းအငြိမ်မနေတာကိုလည်းကုက္ကုဆလို့ခေါ်တယ်ဝိနည်းချင်းဝတ်နဲ့ပတ်သက်ပြီးတော့လှုပ်တင်သလားမလှုပ်တင်ဘူးလားလို့တွေးတောပြီးတော့ယုံမှားတာလည်းပဲကုက္ကုဆလို့ပဲခေါ်တယ်ဟောအဲ့ဒီဝိနည်းတရားတော်နဲ့ပတ်သက်ပြီးတော့အတ္တလားမအဖူလားလို့လှုပ်တင်သလားမလှုပ်တင်ဘူးလားလှုပ်ကောင်းလားမလှုပ်ကောင်းဘူးလားဆိုတဲ့ဒီခြေတုံချတုံဖြစ်နေတဲ့ဒီကုက္ကုဆတရားကအဲ့ဒါလို့စဉ်းစားတွေးတောနေခြင်းကိုဒီကုက္ကုဆကိုပဲဘယ်လိုထင်တော့လို့ဆိုသိက္ခာကာမတာမုခေနာမြတ်စွာဘုရားပြညတ်ထားတဲ့သိက္ခာပုဒ်တွေကိုတ
ကယ်ကိုတလေးတစားကြီးကျင့်လို့တဲ့စိတ်ဆန္ဒလိုဘာလိုနဲ့ကိုကိုဆန်ကနေလှီးစားသွားတတ်တယ်တဲ့ဖះဟောတဲ့ဝိနည်းစိတ်ကန်းတွေစီမင်းဥပဒေတွေတိတ်ခါဘုတ်တွေကိုတလေးတစားကျင့်လို့တာဟာအမှန်တမ်းမော်မြတ်တဲ့လုပ်ပဲအဲ့ဒါလို့ကျင့်လို့ရအောင်နဲ့ဒါကဟုတ်ပါမလားမဟုတ်ဘူးလားနဲ့အတ္တလားမအဘူးလားလို့တွေးတော်မှုကကျင့်လို့မှုအောင်ဆောင်ပြီးတော့လှည့်စားသွားတတ်သေးတယ်တဲ့ဒီလိုဆိုလိုတာနော်